တောင်ပေါ်ကျောင်းတော်တစ်ခုမှာအသက်3နှစ်အရွယ်ပါဖောင်းဖောင်းနဲ့အင်မတန်ချစ်စရာကောင်းတဲ့ကောင်မလေးရွမ်းပေါင်ကိုဆရာဖြစ်သူကကျောင်းတော်ကနေမောင်းထုတ်နေတဲ့မြင်ကွင်းနဲ့ဇလန်းကိုစတင်ထားပါတယ်ဆရာဖြစ်သူကဘာလို့ဒီလောက်ချစ်စရာကောင်းတဲ့ကလေးလေးကိုမောင်းထုတ်ရတာလဲဆိုတော့ရွမ်းပေါင်လေးကအစားအသောက်အယမ်းမက်လွန်းလို့ပါပဲဂိုင်းမှာရှိတဲ့ရိတ်ခ6လစာလောက်ကို3ရက်ထဲနဲ့အပြောင်ရှင်းပြနိုင်တဲ့အထိစားနိုင်လွန်းလို့သူမရဲ့ဆရာဖြစ်သူတောင်ဒုက္ခရောက်နေရပါတယ်ဆရာဖြစ်သူကဒီကလေးမလေးကိုလွန်ခဲ့တဲ့3နှစ်တောင်အောက်မှာကောက်ရခဲ့တာဖြစ်ပြီးအခုတော့ဆက်မကြွေးနိုင်တော့ဘူးဆိုပြီးရွမ်းပေါင်ကိုတောင်အောက်ဆင်းပြီးမြို့တော်မှာရှိတဲ့သူမရဲ့မိသားစုအရင်အချာတွေကိုတွားရှာဖို့ခိုင်းလိုက်ပါတယ်ဆရာဖြစ်သူကသူမရဲ့မိသားစုကိုရှာဖွေနိုင်ဖို့အတွက်ဂူးလို့ရေးထားတဲ့ကြောက်စိမ့်လေဆွဲလေးတစ်ခုကိုပြီးလိုက်ပါတယ်ရွမ်းပေါင်လေးခမလက်ထဲမှာအသားမုံလေးကိုကင်ပြီးမြို့တော်ကိုသွားဖို့တောင်အောက်ကိုတယောက်ထဲဆင်းလာခဲ့ရပါတော့တယ်လမ်းမှာယုံလေးတစ်ကောင်ကိုဖမ်းဖို့ကြိုးစားပြီးမမီလိုက်ပဲခြုံကုတ်တစ်ခုနာအရောက်မှာဒဏ်ရာအပြင်းအထန်ရနေတဲ့ခရမ်းရောင်မြေခွေးပေါက်လေးတစ်ကောင်ကိုတွားတွေ့ပါတယ်မြေခွေးလေးကိုတနာသွားတဲ့ရွမ်းဖောင်ဟာကိုယ်တိုင်ဖိုက်စားပြီးပင်ပန်းနေပြီမေဆရာတင်ပြီးထားတဲ့ဝိညာဉ်စွမ်းအင်တွေကိုအကုန်ထုတ်သုံးပြီးမြေခွေးလေးရဲ့ဒဏ်ရာတွေကိုကုသပေးလိုက်ပါတယ်စွမ်းအင်ကြီးအများကြီးတုံးလိုက်ရလို့ရွမ်းဖောင်ပင်ပန်းသွားပြီမိကြီးစုတီးတဲ့မြေခွေးလေးတတိယလာတဲ့အခါသူ့ကိုကေတင်ပေးခဲ့တဲ့ကောင်မလေးကိုကြီးစုဆက်တဲ့အနေနဲ့သူမနောက်ကိုတစ်ခေါက်ကောက်လိုက်ပါတော့တယ်ညဘက်ရောက်တော့သူတို့နှစ်ယောက်ရွာတရွာကိုရောက်သွားပါတယ်အဲ့ဒီမှာသဘောကောင်းတဲ့အဖိုးအိုးတစ်ယောက်နဲ့ဇရက်ပိုင်ရှင်အတော်ကြီးတို့ကခလေးလေးတစ်ယောက်ထဲလမ်းလျှောက်လာတာကိုတနာသွားပြီးညစာကျွေးကညအိတ်ခိုင်းလိုက်ပါတယ်နောက်နေ့မနေ့မိုးလင်းတော့ရွမ်းပေါင်ကမြို့တော်ကိုသွားမယ်ခရီးကိုဆက်ထွက်ပါတယ်မြို့တော်ကိုရောက်ဖို့တလားလောက်ရှောက်ရမယ်ဆိုတော့ရွမ်းပေါင်လေးကခြေတော့ညောင်းလာပြီးမြေခွေးလေးကိုသူ့ကိုချီဖို့ပူစားပါတော့တယ်အဲ့ဒီအချိန်မှာပဲအံ့ဩစရာကောင်းတာကတီးငယ်တဲ့မြေခွေးလေးဟာချက်ချင်းပဲအရွယ်အစားကြီးမားလာပြီးရွမ်းပေါင်ကိုကြောပေါ်တင်ကတေသွားပြီးနိုင်စွမ်းရှိသွားပါတယ်တကယ်တော့ဒီမြေခွေးဟာတာမန်မြေခွေးမဟုတ်ပဲနတ်မြေခွေးမျိုးနဲ့ဖြစ်နေခဲ့တာပါအဲ့ဒီအချိန်မှာပဲရွာတွေကနူးနူးဆိုတဲ့ကလေးငယ်လေးတစ်ယောက်တောင်ပေါ်မှာအန်ဒီရဲ့ကြုံပြီးပျောက်ဆုံးနေကြောင်းသိလိုက်ရပါတယ်ရွမ်းပေါင်လည်းချက်ချင်းပဲတောင်ပေါ်ကိုလိုက်သွားပြီးအသက်အန္တရာယ်ကြုံနေရတဲ့နူးနူးလေးကိုသူမရဲ့စွမ်းရည်တွေနဲ့ရဲရင်စွာကယ်တင်ပေးခဲ့ပါတယ်ခလီကိုဘီးကင်းကင်းပြန်ခေါ်လာပေးနိုင်ခဲ့လို့ရွာသားတွေကရွမ်းပေါင်ကိုသူတို့ရဲ့ကြီးစုရှင်အဖြစ်ဝိုင်းဝန်းချီးကျူးကြပါတယ်လန်ခရီးတနေရာကိုရောက်မှာတော့ရွမ်းပေါင်ဟာမြင်းစည်းလာတဲ့တိုင်းသမားပုံစံနဲ့လူတစ်ယောက်ကိုတွေ့လိုက်ပါတယ်အဲ့ဒီလူကရွမ်းပေါင်ကိုတွေ့တော့ရင်းနှီးတဲ့ပုံစံဟန်ဆောင်ပြီးသူမလေပင်ကကြောက်စိမ့်ဆွဲကြိုးလေးကိုကြည့်ဖွင့်တောင်းပါတယ်ရွမ်းပေါင်ကလည်းခလီးပြီးအပြစ်ပင်းစင်စွာနဲ့ပဲဆွဲကြိုးကိုပြလိုက်ပြီးသူမနာမည်ကရွမ်းပေါင်ဖြစ်ကြောင်းမြို့တော်ကကိုမိသားစုကိုလိုက်ရှာနေကြောင်းပြောပြလိုက်ပါတယ်အဲ့ဒီစကားလေးကြားကိုအဲ့ဒီလူရဲ့မျက်နှာသွင်းခြင်းကချက်ချင်းပြောင်းလဲသွားပြီးရွမ်းပေါင်ကိုကြမ်းတမ်းစွာဆွဲဖမ်းလိုက်ပါတော့တယ်တကယ်တော့အဲ့ဒီလူဟာမိသားစုဝင်တွေလွတ်လိုက်တဲ့သူမဟုတ်ပဲကိုမိသားစုရဲ့ဒုတိယအိမ်ခွဲဦးနေနဲ့အထောကလွတ်လိုက်တဲ့လူသက်သမားဖြစ်နေကြတာပါလွန်ခဲ့တဲ့3နှစ်ကရွမ်းပေါင်ရဲ့အဖေဖြစ်သူပြဿနာတစ်ခုနဲ့ထောက်ကြနေချိန်မှာဒုတိယအိမ်ခွဲကလူတွေဟာအိမ်တော်ရဲ့ပိုင်ဆိုင်မှုတွေကိုတိမ့်ပိုက်ခြင်းလို့မွေးကာစားရွမ်းပေါင်လေးကိုရှင်းပစ်ဖို့ကြံစီခဲ့ကြတာပါအခုရွမ်းပေါင်မတိသေးဘူးဆိုတာကိုသိသွားတော့လူဆိုးကောင်းဆောင်ကဒီကလေးဟာကုမိသားစုရဲ့တွေးသားအရင်အဖွားဖြစ်သူနဲ့ရုပ်ချင်းစင်တူတဲ့ကုမင်ကျူးပဲသူ့ကိုတတ်လိုက်မှဒုတိယအိမ်ခွဲကပိုင်ဆိုင်မှုတွေရလိမ့်မယ်ဆိုပြီးသူ့တပည့်တွေကိုတတ်ဖို့အမိန့်ပေးလိုက်ပါတော့တယ်ရွမ်းပေါင်လေးငူယိုပြီးအကူကြီးတောင်းနေချိန်မြေခွေးလေးကလည်းတခင်လေးကိုကာကွယ်ဖို့လူဆိုးတွေကိုဝင်ကြိုက်ပါတော့တယ်ဒါပေမဲ့လူဆိုးတွေကအင်အားများလွန်းနေပါတယ်အဲ့ဒီလိုအသက်အန္တရာယ်နဲ့နီးကပ်နေတဲ့အရေးကြီးအချိန်မှာပဲကောင်းခင်ဘော်ကနေအလွန်လှပပြီးစွမ်းအားကြီးမားတဲ့အမျိုးသမီးတစ်ယောက်ပြန်တန်းဆင်းသက်လာပါတယ်သူမကတော့ရွမ်းပေါင်ရဲ့ချင်းယွင်ဂိုင်းကဂိုင်းတူအမကြီးဖြစ်နေပါတယ်ငါခိုင်းကလူကိုဘသူထိရဲလဲဆိုပြီးဆရာအတော်ကလှုပ်ကြံသူတွေအားလုံးကိုမျက်စိတမိတ်တရှင်းမှာပဲအလွယ်တကူနှိမ့်နှင်းပြစ်လိုက်ပါတယ်ဒါပြင်ရွမ်းပေါင်နဲ့အတူပါလာတဲ့မိခွေးလေးဟာတာမန်နတ်မိခွေးမဟုတ်ပဲအလွန်ရှားပါတဲ့မျိုးရိုးမြည်အမီးကိုချောင်းနတ်မိခွေးဖြစ်ချောင်းကိုလည်းသိရှိသွားပါတယ်ပြီးတော့ဒီလှုပ်ကြံမှုဟာဒုတိယအိမ်ခွဲကအတော်ဖြစ်သူရဲ့လက်ချက်ဖြစ်ချောင်းကိုလည်းဖွင့်ချလိုက်ပါတယ်ဆရာအတော်ဟာရွမ်းပေါင်နဲ့မိခွေးလေးကိုမှော်တိရွက်ပြန်ကြည့်ဖို့တင်ပြီးမြို့တော်ကကုအိမ်တော်စီကိုဓာတ်ရိုက်ခေါ်ဆောင်သွားပြီးခဲ့ပါတယ်မြို့တော်ကကုအိမ်တော်စီကိုရောက်တဲ့အခါအိမ်ထေးကနေပချီကားတစ်ချက်ကိုကင်ပြီးလူတစ်ယောက်ထွက်လာပါတယ်သူကတော့နေ့တိုင်းသမီးလေးရဲ့ပုံတူပချီကိုဆွဲပြီးလွမ်းဆွနေတဲ့ရွမ်းပေါင်ရဲ့အဖီအရင်ကုမင်ယွမ်ပါမယ်ရွမ်းပေါင်ကိုမြင့်ချင်းပဲအဖီဖြစ်သူကငါသမီးလေးမြင့်ကျူးဆိုပြီးချက်ချင်းမှတ်မိသွားကပြေးဖပ်ပြီးငိုပါတော့တယ်အတန်းကြားလို့ထွက်လာတဲ့အဖွားဖြစ်သူကလည်းမီးလီကိုတွေ့ပြီးဝမ်းတာလုံးဆူသွားပါတယ်ဒုတိယအိမ်တော်ကအတော်ကအပေါ်ရန်ကောင်းပြနေပြီမဲ့မြေခွေးလေးကတော့တည်နေပါတယ်
ရွမ်ပေါင်ဟာအဖေကလည်းအလိတ်တွေရှုပ်နေပြီးအတော်ကလည်းဟန်ဆောင်ဂယုဆိုင်နေမှန်းသိတာကြောင့်အိမ်တော်မှာနေရတာမပျော်တော့ပါဘူးတနေ့မှာတော့ရွမ်ပေါင်နဲ့အဖေဖြစ်သူတို့ဟာဈေးထဲသွားပြီးမုံစားကြပါတယ်အိမ်အပြန်လမ်းမှာတော့လုတ်ကြံသူလူတစုဟာလမ်းကိုပိတ်ပြီးရွမ်ပေါင်တို့ကိုတိုက်ခိုက်ဖို့ကြိုးစားပါတယ်ရွမ်ပေါင်တို့ဒုက္ခရောက်တော့မဲ့အချိန်မှာပဲဆရာအတော်ဖြစ်သူကလာရောက်ကယ်ဆယ်ပါတယ်ဖခင်ဖြစ်သူနဲ့အဖွားဖြစ်သူတို့ကရွမ်ပေါင်ကိုအိမ်တော်မှာပဲအီချမ်းချမ်းနေထိုင်ဖို့ပြောပြီးမြင်ရွမ်ပေါင်လေးကတော့လူလောကရဲ့ရှုပ်ထွေးတဲ့အကုတ်ကြမ်းမှုတွေကိုမြင်ပွေကြရပြီးသူမကိုယ်တိုင်ကလည်းမိသားစုကိုကာကွယ်ပေးနိုင်လို့အောင်ကိုစွမ်းအားမကြည့်သေးဘူးဆိုတာကိုနားလည်သွားပါတယ်ချင်းယွန်ခွန်ကအမကြီးကလည်းရွမ်ပေါင်ကိုဂိုင်းကိုပြန်လိုက်ခဲ့ဖို့လေတိချလိချင်းဘသူမှအနိုင်မကျင့်ရအောင်စွမ်းအားကြီးလာမယ်လို့ပြောပါတယ်ဒါကြောင့်ရွမ်ပေါင်လေးဟာဖခင်နဲ့အဖွားကိုကတော့နှုတ်ဆက်ပြီးတနေ့မှာမိသားစုကိုအပြည့်အဝကာကွယ်ပေးနိုင်တဲ့သူတယောက်ဖြစ်လာဖို့အတွက်ဂိုင်းတူအမကြီးရဲ့သူမရဲ့နတ်မီခွေးလေးရဲ့အတူအီယာမကြိုးကြငကြီးကိုစီကကောက်ကင်တကူပြန်ထန်ထွက်ခွာသွားပါတော့တယ်ရွမ်ပေါင်လေးကသူမကြီးလာရင်ပညာတွေဆုံးအောင်တင်ပြီးသူမကိုလှုပ်ကြံတဲ့လူတွေကိုဂလိစာချိဖို့ပြန်လာခဲ့မယ်လို့တင်မှရင်ဇလန်လေးအဆုံးတက်သွားပါတော့